โอเคဒီတော့ကျွန်တော်တို့ brown မွေးထုတ်ဖို့အတွက်ပေါ့နော်မိမိကိုယ်တိုင်ကဒီမှာ brown ဖြစ်ပြီဆိုပါစို့ဒါဆိုရင်မိမိမှာအချိန်3ချိန်လိုအပ်ပြီးအချိန်3ချိန်ဆိုတာဘာလဲဆိုတော့နံပါတ်1အချိန်ကကြတော့မိမိအတွက်မိမိအလုပ်လုပ်တဲ့အချိန်ပေါ့မိမိအတွက်မိမိအလုပ်လုပ်တဲ့အချိန်နံပါတ်1အချိန်လိုအပ်မယ်နံပါတ်2ကကြတော့ကျွန်တော်တို့ပညာသင်ပေးတဲ့အချိန်ပေါ့နော်ပညာသင်တဲ့အချိန်ပညာသင်ပေးတဲ့အချိန်เนาะဒီလိုမျိုးကျွန်တော်တို့လိုအပ်မယ်နံပါတ်3ကကြတော့ကျွန်တော်တို့group အစီအစဉ်တွေအတွက်ကျွန်တော်တို့အချိန်လိုအပ်မယ်ပေါ့အဲ့တော့ကျွန်တော်တို့ကအခု brown ဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ brown ဖြစ်လာတယ်ဆိုတာကမိမိနောက်အောက်မှာဒီဘက်မှာကျွန်တော်တို့9ယောက်ဒီဘက်မှာအနည်းဆုံး4ယောက်ကျွန်တော်တို့ဒီလိုမျိုးရှိမှ brown ကဖြစ်တယ်အဲ့တော့ executive ဒီဘက်မှာ9ယောက်ဆိုမှကျွန်တော်တို့1000ခွဲတက်တာလीเนาะအဲ့တော့ဒါလည်းသိမယ်ထင်ပါတယ်เนาะ brown သမားတွေဆိုတော့ brown ဆိုရင်သိပြီအဲ့တော့ဒီလို9ယောက်ဖြစ်မှ brown တက်တာဒီတော့မိမိပေါ့မိမိဒီတဲ့မိမိ brown ဆွဲခေါ်ခြင်းနဲ့ဆိုရင်မိမိအောက်ကလူတွေကိုတဲ့ပညာသင်ပေးမိမိကိုယ်တိုင်လည်းပညာသင်ရမယ်မိမိအောက်ကလူတွေကိုလည်းပညာသင်ပေးခြင်းဖြင့်ကျွန်တော်တို့ကဆွဲခေါ်ရမယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုဆွဲခေါ်မလဲဒီထဲမှာဒါမောင်ဖြူမောင်နီမောင်နီမောင်ဝါမောင်နီမောင်ဝါဆိုပြီးထားပါတော့เนาะဒါဆိုရင်ဒီဘက်မှာလည်းမောင်ညူပေါ့เนาะထားပါတော့မောင်မောင်စိမ့်ပေါ့နော်ထားပါတော့ဒီတော့ဒီလိုမျိုးကျွန်တော်တို့ရှိနေတယ်ဆိုပါစို့ဒါဆိုရင်တေချာတာတစ်ခုတည်းတဲ့ကျွန်တော်တို့ဒီမောင်နီဆိုလို့ရှိရင်လည်းမောင်နီပေါ့မောင်နီကိုသူ့ကိုတတ်ကျွန်တော်တို့ကပလန်စာရွက်လေးတွေနဲ့ကျွန်တော်တို့ထားရမယ်ဘယ်လိုထားရမလဲဆိုတော့ဥပမာမောင်နီဆိုရင်မောင်နီကိုမောင်နီမိမိရဲ့စာအုပ်တုံးမှာပေါ့နော်ပလန်စာရွက်လေးရှိရမယ်မောင်နီမှာဆိုဘယ်တစ်လိုင်းညာတစ်လိုင်းနှစ်လိုင်းရှိတယ်ဟုတ်လားဒါဆိုရင်သူ့ရဲ့ဒီဘက်မောင်နီရဲ့ဒီဘက်တစ်လိုင်းမှာဆိုရင်ဒီမှာမောင်ဝါမောင်ပေါ့နော်မောင်ကြီးပေါ့ဆိုပါစို့နော်ဒီလိုမျိုးဆိုပါစို့ဒါဆိုရင်ကျွန်တော်တို့သိကြတာမောင်နီကိုသူ့ရဲ့ပလန်ကျွန်တော်တို့ဘယ်ညာကျွန်တော်တို့ခွဲထားရမယ်ဒါဆိုခွဲထားပြီးပြီဆိုရင်သူ့ရဲ့အောက်မှာကျွန်တော်တို့ဘာသူရှိလဲမောင်ဝါပြီးပြီဆိုရင်ကျွန်တော်တို့မောင်ဟုတ်လားမောင်ပြီးပြီဆိုရင်မောင်ကြီးဒါဆိုရင်ဒီ3ယောက်က executive ပိတ်ပြီးသားဆိုတော့သူ့အပေါ်မှာ PV 9000ကတော့ဒီဘက်မှာရှိမှာပဲဟုတ်လားဒါဆိုရင်တိကျတာ Mounty Brown ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဒီဘက်မှာသူဒီ executive ပိတ်သူ2ယောက်လိုမယ်ဒါဆိုရင် Mounty ကပဲချာမောင်ဝါကပဲချာမောင်ကပဲချာမောင်ကြီးကပဲချာဒီဘက်မှာ executive ပိတ်သူ2ယောက်လိုမယ်အကယ်၍ဒီ executive ပိတ်ဖို့အတွက်တော့မသိဘူးလူတစ်ပေါ့လူတစ်က3ယောက်လောက်ရောက်လာတယ်ဆိုပါစို့ဒါဆိုဒီလူတစ်3ယောက်ကိုမောင်နီမိမိဒီဒီမောင်နီကို brown ဖြစ်စီချင်တာမိမိဒီမောင်နီကို brown ဖြစ်စီချင်တယ်ဆိုရင်ဒီလူတစ်3ယောက်ကိုမိမိဒီစင်ပြောပေးရမယ်ပြီးရင်မောင်နီကိုမိမိကိုယ်တိုင်ကဒီအတွင်းဘက်မှာ4ယောက်လောက်ချခိုင်းရမယ်ဒါဆိုရင်မောင်နီကမိမိရဲ့ G1 ပေါ့ဒါဆိုရင်ဒီ G2 တွေ G3 တွေဒီ4ယောက်ကိုမိမိဒီစကားတွေပြောပေးနေရမှာဖြစ်တယ်အဲ့လိုစကားပြောပေးနေရမယ်ဆိုတဲ့နေရာမှာဥပမာပေါ့အတွေးခေါ်မှားနေတဲ့သူဆိုလို့ရှိရင်အတွေးခေါ်မှန်အောင်တက်ပေးမယ်ဟာလာမိမိကိုယ်တိုင်ပြောလို့မရတဲ့သူဆိုရင်ခေါင်းဆောင်နဲ့ချိတ်ပေးမယ်နောက်ကိုက brown ဆိုတော့ကိုတက်ညင်းတဲ့သူနဲ့ချိတ်ပေးမယ်အကယ်၍ကိုတိုင်ကနေပြီးတော့ဒီလူတွေကိုစကားပြောကြည့်တဲ့အခါမှာပေါ့နော်ဒီလူတွေကဘယ်ရက်ဘယ်အချိန်ဘယ်လိုမျိုးလုပ်မယ်ဆိုတော့အတိအကျသူတို့မှာတိကျမှုတွေမရှိဘူးပြီးတော့အလုပ်ပိုင်းဆိုင်ရာတွေနားမလည်ဘူးဆိုရင်မိမိကဘာလုပ်ရမလဲရှင်းပြပေးရမယ်ဒီတော့ကျွန်တော်တို့ဒုတိယအချိန်ဖြစ်တဲ့ပညာသင်ဖို့ကျွန်တော်တို့ဒုတိယအချိန်ဖြစ်တဲ့ပေါ့နော်ကျွန်တော်တို့ပညာသင်ဖို့ပညာသင်ပေးဖို့ဆိုတဲ့နေရာမှာမိမိရဲ့ brown ဆွဲခေါ်ခြင်းတဲ့သူရဲ့လူတစ်လေးတွေကိုမိမိကိုယ်တိုင်ဒီစင်းပြီးတော့စကားပြောပြတာမျိုးတွေလည်းရှိရမှာဖြစ်တယ်လို့မောင်နီကိုလည်းတဲ့ဒီသူတွေကိုဘာတွေပြောရမယ်ဘယ်လိုမျိုးလောက်ကမယ်ကန်ရမယ်ဆိုတဲ့အကြောင်းအရာတွေကိုသင်ကြားပြသပေးဖို့လိုတယ်အဲ့တော့ထိုနည်းတူစွာပဲဒါမောင်နီကို
ပလန်ချတာဒါဆိုရင်မောင်နီဒီဒီဘက်မှာ3ယောက်ရလာပြီဆိုရင်ဒီဘက်မှာ4ယောက်လို့တယ်အကယ်၍ဒီဘက်မှာ2ယောက်ပဲရသေးတယ်ဆိုမောင်နီကိုပါပြောမလဲမောင်နီမင်းဒီဘက်မှာတော့2ယောက်ပဲရှိသေးတယ်ဒီတော့နောက်ထပ်2ယောက်ထပ်ချဖို့လိုတယ်ဒီမှာ executive 4လုံးဆိုမင်း brown ဖြစ်ပြီဒီလိုမျိုးသူ့ကိုတွန်းအားပေးဖို့လိုတယ်ဒါအမြဲတတိပေးနေဖို့လိုတယ်ဒါမိမိက brown ဆွဲတင်မယ်ဆိုရင်ဖြစ်တင်တာရှိတင်တာပြောပြတင်တာအမြဲတမ်းဆက်သွယ်နေတဲ့အချက်ပေါ့နော်အဲ့တော့ဒါမောင်နီတူပဲရှိသေးတယ်မောင်ဥမာပေါ့ဒီမှာမောင်ဝါပေါ့နော်မောင်ဝါဆိုလို့ရှိရင်လည်းဒီတိုင်းပဲမောင်ဝါဆိုရင်သူ့ကိုလည်းဒီတိုင်းပဲ1နဲ့3 4သူ့အောက်မှာ4ယောက်ရှိတယ်ဆိုရင်ဒီလိုပဲသူ့မှာလည်းအတွင်းပြင်ရှိတယ်ဒီတော့မောင်နီကိုတိုင်းကဒီအတွင်းမှာ4လုံးကျလာတယ်ဆိုရင်သူကိုတိုင်းကဒီဘက်မှာပြီးပြီ1000ခွဲမပြည့်ဘူးလားပြည့်တယ်ဒါဆိုရင်သိကြတာတစ်ခုဒီနောက်ထပ်သူ့ကိုဒီအတွင်းမှာရဖို့ရန်အတွက်ဆက်ပြီးတိုက်တွန်းရမယ်ဒါဆိုမောင်ဝါလည်း brown ဖြစ်နိုင်တယ်ဒီလိုမျိုးဒါကျွန်တော်တို့ကဂယုဒီဇိုင်းနဲ့စကားတိတိကျကျပြောပြပေးမယ်ဆိုရင်ကျွန်တော်တို့အလုပ်တဲ့အခါမှာတတွဲလုံးပါမှာဖြစ်တယ်အတွဲတတွဲလုံးပါမှာဖြစ်တယ်ဘယ်လိုမျိုးလဲဥပမာကြည့်မယ်မောင်နီကဒီဘက်မှာ4ယောက်ကျလာတယ်ဆိုပါစို့ဒါဆိုရင်သူ့ပေါ်ပြီးတက်မယ်သူလည်းတစ်ချမ်းခိုင်မယ်ဒီတော့ဒီဘက်ကလည်းပြီးဒီမှာအတစ်3ယောက်ရလာရင်သူ့ပေါ်ပြီးတက်မယ်သူဒီမှာသူလည်းတစ်ချမ်းခိုင်မယ်ဒါဆိုရင်လူတိုင်းကအတွင်းလည်းကြိုးစားမယ်အပြင်လည်းကြိုးစားမယ်ဆိုရင်ကျွန်တော်တို့သိကြတာယာရုတွေကတန်းစီပြီးတက်နိုင်တယ်အဲ့တော့အဖွဲ့အစည်းလိုက်ကျွန်တော်တို့တိတိကျကျစီလုံးဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ brown အသစ်လေးတွေကနောက်ထပ် brown တွေကိုထပ်မွေးထုတ်ပြီးရန်အတွက်အမြဲတမ်းတိုက်တွန်းလှုံ့ဆော်နေတဲ့သူတွေဖြစ်မှရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးပြောတဲ့အခါမှာမောင်နီဒီဘက်မှာလူချဖို့အတွက်သူကFacebook မှာမိတ်ဆက်ရှာတဲ့အခါမှာဘာတွေလိုနေတာလဲဘာတွေလိုအပ်နေတာလဲဒါကိုကျွန်တော်တို့ကြည့်ရမယ်သူကိုယ်တိုင်ကလည်းမိတ်ဆက်ရှာတယ်ကိုကစင်ပြီးမထိန်ပြီးဘူးဆိုရင်လည်းမရဘူးသူကိုယ်တိုင်ကမိတ်ဆက်မရှာဘူးကိုယ်တိုင်ကဒီအောက်ကသူတွေကိုလိုက်ပြီးတော့အရန်ထိန်ပြီးချင်နေတယ်ဆိုရင်လည်းမရအောင်သူ့အလုပ်လဲသူလောက်ကမယ်ကိုလည်းကိုအလုပ်ကိုလောက်ကမယ်အဲ့တော့ဝိုင်းပြီးတော့တိုက်တွန်းခြင်းအပြင်ကျွန်တော်တို့တွေက brown ရာထူးတွေထပ်ဆင့်ကျွန်တော်တို့မွေးထုတ်ပေးဖို့လိုအပ်တယ်အဲ့တော့အဲ့လိုမွေးထုတ်ပေးမယ်ဆိုရင်ဒီလူတယောက်တိထိုက်တဲ့အရာတွေကိုလည်းကျွန်တော်တို့အချိန်ပေးရမယ် Facebook account ဖွင့်တာလားသူ့ရဲ့ wall ထဲမှာဘာတွေလိုနေတာလဲဘာတွေလုပ်နေလဲဘာတွေကင်နေလဲဘယ်အချိန်အားလဲဒါမျိုးတွေကျွန်တော်တို့သိရမယ်ပြီးဆိုရင်သူကအားတဲ့အချိန်မှာအလုပ်လုပ်လားသူ့လူတစ်တွေကိုရောသူကသွင်းပြီးပြစ်ထားတာလားကတော့မှဝင်ဖို့လှုံ့ဆော်လားမလှုံ့ဆော်ဘူးလားလိုအပ်တဲ့အရာတွေကိုကျွန်တော်တို့ပြောပေးနေရမယ်ဝင်လာတဲ့အသစ်တွေကိုလည်းကျွန်တော်တို့ကအလုပ်ပိုင်းဆိုင်ရာတွေကိုရှင်းပြပေးရမှာဖြစ်တယ်လို့ကိုကရှင်းပြပေးလို့အဆင်မပြေဘူးဆိုရင်လည်းကိုယ့်ရဲ့ခေါင်းဆောင်နေနဲ့ကျွန်တော်တို့ချိတ်ဆက်ပေးသွားရမှာဖြစ်တယ်အဲ့ဒါလိုမျိုးကျွန်တော်တို့ brown အသစ်တွေမွေးမထုတ်နိုင်တဲ့၍မိမိဒီ brown ဖြစ်ပြီး brown တွေမွေးမထုတ်နိုင်တဲ့၍ကာလတစ်ပတ်လုံးတော့ကျွန်တော်တို့နောက်ဝက်မှာဝင်ငွေတွေရမှုကအရန်အားနည်းနေဦးမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီ brown တွေမွေးထုတ်ဖို့ရန်အတွက်ဆိုလို့ရှိရင်တေချာပေါက်ကျွန်တော်တို့ geo design နဲ့ဥပမာလူသစ်လေးတွေဝင်လာတယ်ဆိုရင်သူတို့ကဘာပြဿနာရှိလဲဥပမာသူတို့မှာလေ site ချင်တယ်ဆိုရင်လည်းဥပမာ transform ကြောင်းတွေပြောပြမယ်စီးကျိုသွေးကျိုစေးတီးချင်တယ်ဆိုရင်လည်းစီးကျိုသွေးကျိုစေးရှင်းပြမယ်သူတို့ရဲ့စီးပွားရေးလုပ်ချင်တယ်ဆိုရင်လည်းစီးပွားရေးဘယ်လိုစတင်လုပ်ကိုင်ရမလဲ၃ချက်စတင်ခြင်းတွေကိုကျွန်တော်တို့ရှင်းပြမယ်share ဝင်ပြီးရင်ကျွန်တော်တို့ဝင်ငွေရအောင်ဘယ်လိုလုပ်ကားမှာလဲဆိုတဲ့အချက်တွေကိုလည်းဒီလူသစ်လေးတွေကိုကိုသိတဲ့လောက်ရှင်းပြပေးမယ်ဆိုဒီလူသစ်လေးတွေကနွေးနွေးထွေးကိုသာစကားပြောပေးနေမယ်ဆိုရင်သူတို့ဒီတေချာပေါက်လောက်ကင်လာမှာဖြစ်တယ်ဒါဆိုမောင်နီလည်းဝင်ငွေရလာမှာဖြစ်တယ်ဒီတော့မောင်နီဒီလည်း brown တက်လာပြီဆိုရင်မိမိက brown ဆိုပေမဲ့သူလည်းဝင်ငွေရတယ်ကိုလည်းဝင်ငွေရတယ်ဆိုမကောင်းလားကောင်းတယ်ဒါဆိုမောင်နီကိုလည်းအဲ့ဒါလိုပဲ lesson ကမ်းပေးမယ်ဆိုရင်မောင်ဝါတို့ဒီဘက်မှာသူခေါ်လာတဲ့သူတွေကိုလည်းသူတို့တွေကထပ်ပြီးတော့ brown ဖြစ်အောင်ဆွဲတင်မှာဖြစ်တယ်ဒါတော့ brown ဖြစ်အောင် brown ကနေ brown မွေးထုတ်ဖို့အတွက်ဆိုလို့ရှိရင်လွယ်ကူတယ်ကျွန်တော်တို့မိမိကိုယ်တိုင်ကနေပြီးတော့မိမိအောက်မှာရှိတဲ့ G1 G2 G3 တွေကိုကျွန်တော်တို့က G1 G2 G3 တွေကိုကျွန်တော်တို့အတိကအမြဲတမ်းစကားပြောဆိုနေမှုအမြဲတမ်းရှိရမယ်ပြီးပြီဆိုလို့ရှိရင် brown ဆင်ထားတဲ့သူတွေရဲ့နောက်အောက်မှာကြားနေတဲ့လူသစ် sponsor တွေကိုကျွန်တော်တို့ကတေချာပေါက်စကားလေးတွေပြောပြီးတော့ရင်းနှီးမှုပေးရမယ်နှွေးထွေးမှုပေးရမယ်ထပ်ဆင့်လက်ဆင့်ကမ်းမှုတွေကျွန်တော်တို့အမြဲတမ်းရှိရမယ်အားပြီဆိုတဲ့အချိန်တိုင်းဒါ brown တွေကတော့နေစားလုပ်တယ်အားပြီဆိုတဲ့အချိန်တိုင်းမှာကျွန်တော်တို့ရဲ့လူသစ်တွေနဲ့စကားပြောနေမှုကမရက်တန့်ဘူးကျွန်တော်တို့စကားပြောဆိုပြီးနေရမှာဖြစ်တယ်တဦးမဟုတ်တဦးနဲ့စကားပြောဆိုပြီးနေရမှာဖြစ်ပါတယ်လို့
အဲ့တော့အဲ့လိုမျိုးအကောင်းဆုံးကြိုးစားပြီးတော့ကျွန်တော်တို့ brown လေးတွေထပ်ပြီးတော့မွေးထုတ်ကြပါလို့ပြောချင်ပါတယ်เนาะဒီတော့အကောင်းဆုံးကြိုးစားကြမယ်ခင်ဗျာเนาะ6လပိုင်းကုန်မှာဆိုလို့ရှိရင်လည်းဒါ9လပိုင်းနဲ့ရောက်ရင်လည်းအကောင်းဆုံးယာရုတွေရအောင်ဒီ6လပိုင်းနဲ့မှာလည်းယာရုတွေတက်အောင်ထပ်ပြီးတော့အကောင်းဆုံးစွမ်းနိုင်တဲ့လောက်ကြိုးစားကြမယ်ဆိုရင်အားလုံးဖြစ်မှာပါတေချာပေါ့မိမိဒီ brown ဖြစ်ပြီးတော့ brown တယောက်ထပ်မွေးထုတ်ဖို့လိုတယ် silver go ဖြစ်လာပြီဆိုရင်တော့ silver go ဖြစ်လာပြီဆိုရင်တော့ brown မွေးမထုတ်နိုင်ဘူးဆိုရင်ဒါတော်တော်ညံပြင်းနေပြီပေါ့နော် brown က brown မွေးထုတ်နိုင်ရမယ် silver က silver မွေးထုတ်ပေးနိုင်ရမယ်အရေးချင်းပြည့်မီဖို့လိုပါတယ်လို့အဲ့လိုမျိုးကျွန်တော်တို့ lesson ခံပြီးဆွဲခေါ်ပြီးမွေးထုတ်ပေးနိုင်ရမယ်လို့ပြောကြရင်းနဲ့ပေါ့နော်ဒါဒီနေ့ဗီဒီယိုဖိုင်လေးလဲရာထူးရှင်လေးတွေပြန်ပြီးတော့ကြည့်ပြီးတော့လက်တွဲဆွဲခေါ်ပေးကြပါလို့